ဒီလာလာဆော်လေးရှိတဲ့ကစားကွင်းလေးတစ်ခုတရားမှာကောင်းလေးတယောက်ကအဖို့မရှိလို့အမိုင်းတယောက်နဲ့ကစားမိရမှာဆော့ပေးမယ်ဆိုပြီးအနိုင်ကျခံရပါတော့တယ်။ဒီဆူဆိုတဲ့ကောင်မလေးကကစားကွင်းတစ်ခုမှာရကြလေးတွေဆော့နေတာကိုကြည့်နေတာပါ။သူကမိန်းကလေးဆိုတော့အဖို့မရှိဘူးပေါ့။အဲ့ချိန်မှာအသက်ငယ်ငယ်နာနူဆိုတဲ့ကောင်လေးတယောက်ကရောက်လာတော့ချောကလက်ပေးပြီးသူနဲ့တူဆော့ပေးဖို့ပြောပါတယ်။သူလည်းဆော့ပေးလိုက်ပါတယ်။ဒါမဲ့နောက်ကြထပ်ပြီးဆော့ပေးပါဆိုလို့ဆော့ပေးလိုက်ပါတယ်။အဲ့ရောက်တော့သူတို့စထရောဘယ်ရီကိတ်မို့နာနုအမေရောက်လာပြီးတယ်ပြောပါတယ်။သူသားနဲ့ဆော့ပေးလို့ပေါ့။အဲ့လိုနဲ့နောက်ကြလည်းထပ်ပြီးဘူးစားလို့ကီဆူကမကြည့်တော့ပါဘူး။အဲ့ဒါနဲ့နေကိုဆွဲဖြဲပြီးတော့နာအောင်ဆလိုက်ပါတယ်အဲ့မဲ့ကလေးကငိုနေတာပေါ့နောက်တော့ရေတောက်ချင်တယ်ဆိုလို့ကီဆူကရှီကနေနဲ့ပြီးရေတိုက်လိုက်ပါတယ်စစ်တပ်နဲ့ကစားချင်တယ်ဆိုလို့ခြုံနဲ့ခေါ်ပြီးဖင်ကိုတစ်ဖက်ဖက်ရက်ကဆော်ပြီးလိုက်ပါတယ်လေလုံးရင်ကလေးလေးအော်ရာမြင်တော့ကီဆူကပို့ပြီးတော့ကြိုက်လာတာပါနောက်တော့ရှက်စီးတဲ့ဘောကနေခေါ်ချခိုင်းပြီးမြဲသူ့မေရောက်တာလို့မခေါ်ခိုင်းလိုက်ရပါဘူးနောက်ကြမင်းမျိုးပြောလိုက်တာမလားဆိုတော့နာနူကမပြောပါဘူးပြောပါတယ်မပြောဘူးဆိုရင်ငါခက်နဲ့တိုင်းလို့ဆိုတော့ခွေးကြီးရှိတဲ့နေအောင်ခေါ်သွားပြီးဘောလုံးကိုလိုက်ပေးလိုက်ကအဲ့ဘောလုံးကိုတောက်ကောက်ဆိုပြီးခိုင်းလိုက်ပါတယ်နာနူလည်းမကောက်ချင်ပဲမတောက်ကောက်လိုက်ရဲ့အချိန်ခွေးကဝင်ဆွဲသွားပါတယ်ကီဆူလည်းပြောပြီးထွက်ပြေးသွားပါတယ်အဲ့ဒါတွေကတော့အတိတ်မဖြစ်ခဲ့တဲ့အရာတွေပေါ့ဒါမဲ့အရေရောက်တော့အဲ့ကောင်တွေကသူ့ကိုချစ်တယ်လက်ထက်မဲ့ပြောလို့သူလည်းလက်ထက်လိုက်ပါတယ်နောက်တော့ကလေးတယောက်မွေးခဲ့ပါတယ်ဒါမဲ့သူ့ကိုကြတော့အင်းကနေထွက်ပြီးတခြားနေရာမှာအလုပ်လုပ်နေခဲ့တာပေါ့ကီဆူလည်းညညဆိုသူ့ကိုကြမရှိတော့ကလေးတယောက်လိုစပင်းစီအလှပြင်ပြီးသူ့ကလေးကိုပန်းချက်နဲ့ခေါ်ပြီးသူ့ကိုကြငငယ်ရလို့အနိုင်ကျင့်ဖို့ခေါ်ဝါကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်